ကျွန်တော်တို့ Prestige Education Center မှာ program အသစ်လေးတစ်ခုစပြီးတော့ဖွင့်ဖို့ရှိပါတယ်အဲ့တော့ checkpoint exam preparation class ပေါ့နော်အဲ့ဒီ class လေးမှာဆိုရင်ကျွန်တော်တို့က primary and secondary မူလတန်းနဲ့အလယ်တန်းအဆင့်ပြီးဆုံးတော့မယ် Cambridge program တွေမှာတက်ရောက်နေတဲ့ကလေးတွေအတွက်ကိုစစ်ဆေးပေးတဲ့စာမွေးလေးတစ်ခုကိုဒီဘက်မှာကျွန်တော်တို့ဆရာဆရာမတွေနဲ့ပြပြဝဝတကယ်ကိုသင်ကြားပေးပြီးတော့ဖြည့်ဆို့နိုင်အောင်အထိကိုကျွန်တော်တို့ဘက်ကနေအစဆုံးပြုလုပ်ပေးတော့မှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းသတင်းကောင်းလေးပါချင်ပါတယ်အဲ့တော့checkpoint ကိုဘယ်လိုကလေးမျိုးတွေကဖြည့်ဆို့တင်တာလဲပေါ့နော်ကျွန်တော်တို့ checkpoint exam ဆိုတာ Cambridge ကျောင်းတွေမှာတက်နေတဲ့ကလေးတွေအပြင်ကိုကျွန်တော်တို့အပြင်မှာ private school တွေမှာတက်နေတဲ့ကလေးတွေလည်းဒါရောက်ပြီးတော့ဒီမှာတက်ရောက်သင်ကြားနိုင်ပါတယ်ပြီးရင်ကျွန်တော်တို့စာမွေးဖြည့်နိုင်ဖို့အထိကို exam registration ကအစအဆုံးကျွန်တော်တို့ဘက်ကနေပြီးတော့တာဝန်ယူပြီးတော့ဒီမှာလုပ်ပေးသွားမှာဖြစ်ပါတယ်ဆရာဆရာမတွေကလည်းတကယ်ကိုဒီ program နဲ့ပတ်သက်ပြီးတော့ကောင်းကောင်းမွန်မွန်နဲ့သင်ကြားနိုင်တဲ့ဆရာဆရာမတွေနဲ့ကျွန်တော်တို့ဒီမှာပြေဝ training ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျောင်းသားတစ်ယောက်အနေနဲ့ကျွန်တော်တို့ဒီမူလတန်းနဲ့အလယ်တန်းအဆင့် checkpoint program တွေကိုဖြည့်ဆို့ခြင်းအဖြစ်နိုင်ငံတကာမှာကျောင်းဆက်တက်မယ်ဆိုရင် international school တွေပဲတက်ပေါ့နော်ကျွန်တော်တို့တွားမဲ့နေရာမှာရှိနေတဲ့ကျောင်းတွေအတွက်ကိုကျွန်တော်တို့ကပေါင်းကူးသဘောမျိုးအနေနဲ့အများကြီးအထောက်အကူဖြစ်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ Prestige ကိုလာရောက်ဖို့အတွက်အားလုံးကိုပဲဖိတ်ခေါ်လိုက်ပါစီခင်ဗျာ